ဒီမျိုးသမီးလေးကဝတ်တစားတော်မလဲမဲ့အချင်းကိုစင်ကိုအလုပ်ကိုအပြေးလွှားသွားခဲ့ရပါတယ်တက်လေကထရောက်တာနဲ့သူဝတ်ထားတဲ့အသုံးဆောင်တွေကိုအမြန်ချွတ်လိုက်ပါတယ်ဒါပေမဲ့သူဝတ်ထားတဲ့ဝတ်စုံရဲ့အမိပိုင်းကရှေ့လွတ်နေလို့ဘေးမှာရက်နေတဲ့အမျိုးသားကိုခေတ္တကိုင်းပေးထားဖို့အကူအညီတောင်းလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူတငယ်ချင်းကဖုန်းဆက်ပြီးနားမလဲနိုင်တဲ့ဖောက်တဲ့တယောက်အကြောင်းကိုညည်းညူနေခဲ့တာပါအဲ့ဒါနဲ့ဒီမျိုးသမီးလေးကလည်းဖောက်တဲ့တွေနဲ့တွေ့ရင်အချိုးသားဆုံးပြုံးပြနေပေမဲ့စိတ်ထဲမှာတော့အချင်းတောင်းရနေချီပြီးကျင်းဆဲနေရလုံးပလန်ပြောလိုက်ပါလေတက်လေကလည်းခဏလေးနဲ့ရောက်သွားပါပြီသူကတက်လေကထဲကနေတွတ်လက်လက်ထွက်သွားပြီးသူ့ရဲ့အထက်လူကြီးကိုနှွေးနှွေးထွေးထွေးနှုတ်ဆက်လိုက်ပြီးမဲ့အထက်လူကြီးကသူ့ကိုကြော်ပြီးဘေးကလူစီကိုတန်းသွားတာမြင်လိုက်ရတဲ့အခါသူတော်တော်လေးလန့်သွားခဲ့ပါတယ်တီးလိုက်ရတာကအဲ့ဒီလူဟာကုမ္ပဏီရဲ့အရေးကြီးဆုံးဖောက်တဲ့ချိနေတာပါအထက်လူကြီးကလည်းဒီမျိုးသမီးလေးဟာဖောက်တဲ့တိုင်းကိုဘလောက်တောင်လေးစားကြောင်းတွတ်နဲ့ချီးကျူးနေပါတော့တယ်ဒါပေမဲ့ CEO ကသူမရဲ့ဟန်ဆောင်ပြုံးကိုမြင်လိုက်တဲ့အခါတက်လေကထဲမှာသူပြောခဲ့တဲ့စကားတွေကိုချက်ချင်းတတိယသွားပါတယ်ဒါနဲ့ပဲ CEO ကအဲ့ဒီချိန်မှတည်းကုမ္ပဏီနဲ့လက်တွဲလှုပ်ဆောင်နေတာတွေကိုခက်ထင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ပဲဒီမျိုးသမီးလေးရဲ့ bonus တွေလည်းလွင့်ပြဲသွားခဲ့ရပါတယ်နောက်ရကမှာတော့ဒီမျိုးသမီးလေးဟာ blind date သွားနေတဲ့ CEO နဲ့တိုက်တိုက်ဆိုင်ဆုံမိပါတယ်ဆုံးရှုံးထားတဲ့ bonus တွေကိုတွေးမိပြီးသူပိုစိတ်တူထားက CEO ကိုလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်သူက CEO ရဲ့ပေးနာမှာဝင်ထိုင်လိုက်ပြီးအထင်လွဲစရာစကားတွေကိုပြောချလိုက်ပါတော့တယ်အဲ့ဒါကိုမြင်သွားတဲ့ CEO ရဲ့ default ကလည်း CEO ကိုချက်ချင်းပဲမေးခွန်းထုတ်ပါတော့တယ် CEO ရှင်းပြဖို့မကြိုးစားခင်မှာပဲဒီမျိုးသမီးလေးကသူဟာ CEO ရဲ့ company ကိုရန်ပုံငွေထောက်ပံ့ပေးနေသူဖြစ်ကြောင်းနဲ့ company ရဲ့နာမည်ကြီးထောက်ကွန်ကိုပါထုတ်ပြလိုက်ပါတယ် default အမျိုးသမီးလည်းစိတ်တူတူနဲ့ထွက်သွားပါတော့တယ်သူကတော့ CEO စိတ်တူထားမယ်လို့ထင်ပြီးအောင်းလိုက်သူတည်အောက်လို့ပြုံးပြလိုက်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲ CEO ကဒီ date ဟာသူမိသားစုကစီစဉ်ပေးထားတာဖြစ်ပြီးညင်းဖို့အကြောင်းပြစ်ခေရှာနေတာလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ဒီမျိုးသမီးအေးလည်းစွန့်အားသွားပါတော့တယ်အဲ့ဒီနောက် CEO ကမင်းကအဲ့ဒီဒေါ်လာနဲ့ချောင်းကိုဒီလောက်တောင်လိုချင်နေတာလားလို့မေးလိုက်ပါတယ်သူကလည်းပိုက်ဆံအတွက်ဆိုရင်ဘာမဆိုလုံနိုင်လို့ပြန်ပြောလိုက်ပါတယ်ရုတ်တရက် CEO ကထွက်လိုက်ပြီးတစ်လကိုဒေါ်လာ9000ပေးမယ်ဒါပေမဲ့သူ့ရဲ့ရီးစားအဖြစ်ဟန်ဆောင်ပေးရမယ်လို့ပြောလိုက်ပါတယ်ဒေါ်လာ9000အတွက်ဆိုတော့ဒီမျိုးသမီးလေးကချက်ချင်းပဲသဘောတူလိုက်ပါတယ်ဒါပေမဲ့အတူတူနေရမယ်လို့ CEO ကပြောတဲ့အခါသူကချက်ချင်းညင်လိုက်ပေမဲ့ခန်းထားတဲ့ဗီလာကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ပြန်ပြီးသဘောတူလိုက်ပါတယ် CEO ကသူ့ကိုနီးစင်ထုံးဖို့အတွက်တောင်တရက်ဒေါ်လာ9ပေးပါသေးတယ်ဒီလိုနဲ့သူတို့နှစ်ယောက်တရားဝင်အတူနေထိုင်ခြင်းစတင်ခဲ့ကြပါတယ်ဒါပေမဲ့ပထမဆုံးနေ့မှာတင် CEO ကနောင်တရသွားပါတယ်မနေ့စားတဲ့အချိန်မှာဒီအမျိုးသမီးလေးကဟင်းတွေချက်ပေးပြီးသူ့ကိုတွတ်နဲ့ဂီးယူဆိုင်ပြနေလို့ပါအဲ့ဒါက CEO ကိုတကယ်ကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်တေချာတာကတော့သူကတငယ်ချင်းဟောင်းတွေပြန်ဆုံးတဲ့ကွဲကို CEO ကိုအဖေါ်သူခေါ်သွားခြင်းလို့အခုလိုကောင်းပြနေတာပါ CEO ကတော့ချက်ချင်းပဲညှင်းလိုက်လို့နောက်ဆုံးမှာသူ့တယောက်ထဲပဲသွားခဲ့ရပါတယ်သူထိုင်လိုက်တာနဲ့သူ့ရဲ့ပြိုင်ဘက်အမျိုးသမီးကသူ့ကိုလောင်ပြောင်သွားတော့တယ်သူ့ရဲ့ CEO ကြီးစားကိုလည်းအားလုံးရှိမှထုတ်ပြဖို့စနောက်နေခဲ့ပါတယ်အခုညီမဲ့နေတဲ့ဒီအမျိုးသမီးလေးက CEO စီဖုန်းဆက်ထည့်ပေမဲ့ CEO ကဖုန်းချပစ်လိုက်ပါတယ်အဲ့ဒီအခါမှာပြိုင်ဘက်ထစ်သူကပိုပြီးဘဝင်းမြင့်လာပြီးရိုင်းဆိုင်တဲ့စကားတွေကိုပြောဆိုပါတော့တယ်သူကတော့စိတ်တူလို့ဘာမှတော့ပြန်မပြောနိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲ CEO ကအပြင်ကနေလိုင်းလျှောက်ဝင်လာပါတော့တယ်အခုတော့ဟန်ဆောင်ကောင်းတဲ့အဲ့ဒီမိန်းကလေးအသားပြဿနာတက်ဖို့အချိန်ရောက်လာပါပြီ